ဘဝမှာအသက်ကြီးလာရင်သားသမီးကိုဒုက္ခပြန်ပေးတဲ့မိဘမျိုးဘယ်တော့မှမဖြစ်ချင်ဘူး။နင်တို့ကိုကြွေးထားတာမွေးထားတာဒီလောက်တော့ပြန်လုပ်ပေးဆိုပြီးမွေးကျေးဇူးဆိုတာကြီးနဲ့သူတို့ရဲ့လောက်အားကားတွေကိုဓမြမတိုက်ဘူး။သူတို့ဘက်ကတရားလို့ကြည်ပြူလို့ရောက်လာတဲ့ဘယ်ရမဆိုဘလို့ချင်းလက်ခံပေးမယ်။ဘယ်သူသားသမီးကဘယ်ဝသားသမီးကဘလောက်ပေးတယ်ပါတယ်နဲ့ရှင်းထိုးပြီးကိုသားသမီးစေတနာတန်ဖိုးကိုကိုယ်တိုင်ကအယောင်မဆိုးဘူး။ချမ်းသာလို့ဆင်းရဲလို့မရှိဘူးအားလုံးကိုတန်းတူရည်တူချစ်ပေးမယ်မေတ္တာပေးမယ်သားသမီးကိုအာဟုသို့ပြန်ပေးတဲ့မိဘမျိုးပဲတော့မှမဖြစ်စေရဘူးကိုယ့်ဘက်ကတတ်နိုင်တဲ့လောက်အမြင့်ဆုံးအထိရောက်အောင်တွင်တင်ပေးမယ်အမြင့်ဆုံးရောက်သွားလို့ကိုထမ်းတင်ပေးတဲ့ပကုံးကိုမေ့သွားတယ်အပြစ်မတင်ဘူးမိဘဖြစ်တဲ့အတွက်ကိုစိုက်ထားတဲ့ပြိုးပင်လေးတွေအပင်တန်ဖို့အတွက်ပဲကိုကသူတို့အတွက်မျောတာဖြစ်ပေးမယ်ငါတက်ကြီးလာရင်ပြန်ကိုလှုပ်ကြွေးရမယ်ဆိုတဲ့ຢာသားတန်လည်းမပေးဘူးဖះဟော်ရွတ်ပြပြီးကုသိုလ်နဲ့မြောက်ဘုံနဲ့လည်းမချောက်ဘူးကိုယ့်ရဲ့နေဝင်ခြင်းတွေကိုအချိန်ရှိတုန်းကိုယ်တိုင်ပြင်ဆင်မယ်လုံနိုင်တုန်းပြင်ဆင်နိုင်တုန်းညံတွေရှိတုန်းပြင်ဆင်ထားမယ်နောက်ဆုံးချိန်ထိကိုဟာသူတို့အတွက်ဒုက္ခမဖြစ်စေရဘူးသူတို့အတွက်အားပဲဖြစ်စေရမယ်သူတို့အတွက်ကိုဟာအရေးမဲမဖြစ်စေရဘူးအရေးကောင်းပဲဖြစ်စေရမယ်ငါကမိဘငါပြောတာအမှန်ဆိုတာလည်းမလုပ်ဘူးခင်းတဲ့အညီတိုးတက်လာတဲ့ခေတ်ကြီးမှာကိုသားသမီးရဲ့အမြင်နဲ့အသိကိုလည်းနားထောင်ပြီးမယ်ကိုလိုအပ်ရင်လည်းပြင်မယ်သူတို့လိုအပ်ရင်လည်းဆင်ခြင်ခိုင်းမယ်အသက်ကြီးမှာအပေါင်းအသင်းမှာလမ်းပြမှာတဲ့ညီရမှာဖြစ်စေရဘူးကလေးကလာနဲ့အသက်ကြီးမှာရင်တုံဖင်တုံခန္ဓာမငြိမ်တဲ့မိဘမျိုးလည်းသူတို့အတွက်မဖြစ်စေရဘူးဒီငြိမ်ငြိမ်နဲ့မနာမည်ကောင်းတဲ့ယက်တီရှင်သန်စေဖို့ကြောက်မက်ပေးနိုင်တဲ့မိဘကောင်းပဲဖြစ်စေရမယ်အချိန်တန်လို့သူတို့ပေါင်းဖက်လာမဲ့လက်တွဲပေါ်တွေအပေါ်မှာလေကိုသွေးသားရင်းလို့ဆက်ဆံမယ်ငါကသားရှင်ငါကသမီးရှင်ဆိုတဲ့မာနာကြီးနဲ့ကိုသားသမီးတွေရဲ့အနာဂတ်မှာကန့်လန့်တိုက်နေတဲ့ခလုတ်ကြီးဖြစ်မနေစေရဘူးတက်တွေကြီးလာလေပုံနေတတ်စေဖို့ကိုယ်တည်းကပြင်စင်တာပြင်ဆင်သင့်တာဆင်မယ်စိတ်ပတိကြီးဆွဲဖို့တက်စိတ်အတ္တိကြီးမြတ်ဖို့ပဲလိုပါတယ်မေတ္တာတွေအော်ပို့ဖို့ထက်မေတ္တာတွေတကယ်သက်ရောက်ဖို့ပဲလိုပါတယ်ငွေခင်ငွေမြင်မှချစ်တတ်တဲ့မိဘမဖြစ်စေပဲလက်ဆက်ရမိုးလေချစ်တတ်တဲ့မိဘဒီနေ့ကျွန်တော်ဖြစ်စေရမယ်